င်္ဂလာပါဒီနေ့ဆိုရင်တော့စီးပေါ့နော်ထွန်းနေပါပြီလက်စွမ်းပြနာခါတဲ့အမှန်တိုင်းစကားတွေတွင်တွင်ပြောတော့ဒီပါကြီးလေးလောက်မုံများလာတယ်ပြောဆိုရင်ဒါဆိုရင်အခုဆိုရင်တော့စေးတာတွေဒီလိုက်ထွေးပြီးတော့တဖြည်းဖြည်းနဲ့တယောက်တည်းဖြစ်လာမယ်ပြတော့မှချဲစီရတော့ဖြူနေတာပေါ့သူဆိုရင်နေရာမှန်ဘဝမှန်ပြင်ရောက်နေခဲ့လို့ဒီမနာလို့တောင်းမွေးလေးပါထောက်တော့ဒါဆိုရင်တောင်းရက်စီပေါ့တချန်လုံးဖြူနေတာစိတ်ချခုမှပဲစိတ်ချမ်းတဲ့အာကတော့ပေါ့နော်မနေ့တော့တစ်နေ့လုံးမတွေ့ရရတဲ့စီးတွေဂုတ်ဆိုရင်ပြန်ထွက်နေမိုးနဲ့လုံနေရတယ်ဆိုတော့ဝေးနေတယ်ပေါ့မိုးနဲ့လုံနေဆိုတော့နည်းနည်းလေးစီးချင်းအောင်ပြအောင်ဆိုအပိန်ကတော့ဟိုတခြား channel လို့မလှတော့မလှဘူးပေါ့နော်ဒါပေမဲ့စီးတော့ချင်းညမယူတဲ့စိတ်လို့ရှိတယ်ကျွန်တော်တို့ညမယူတဲ့ channel ကိုဒီမှာအနေထားကိုချိုးလိုက်လောက်ထိစွမ်းပြ